ဇလန်းအစမှာတော့ကျောင်းသူလေးတွေအပြစ်ပါလာတဲ့ဘတ်စကား2စီးစာတင်ကျောင်းစီဦးတီမောင်းနေကြပါတယ်။အဲ့ဒီထဲမှာမီဆူကိုမက်ချူကိုဆိုတဲ့ချစ်စရာကောင်းပြီးဆွဲဆောင်မှုရှိတဲ့ကောင်မလေးတစ်ယောက်ပါလာခဲ့တယ်။အခြားသူတွေနဲ့မတူတာကတော့မီဆူကိုဟာစာအုပ်ထဲမှာတစ်ခုခုကိုအာယုံစိုက်ပြီးရေးမှတ်နေခဲ့တာပါပဲ။သူမရဲ့တငယ်ချင်းတွေကနင်ကလည်းအမြဲတမ်းစာတွေကြီးရေးနေတာပဲဘာတွေရမလဲကြည်စမ်းပတ်ဝန်းကျင်ကိုလည်းနင်းမောကြည့်ပါဦးအားလုံးပြောနေကြတာကိုနင်လည်းလာပြောပါလားဆိုပြီးစနောက်ကြပါတယ်။ပြောရင်းနဲ့တငယ်ချင်းတစ်ယောက်ကမီဆူကိုရဲ့စာအုပ်ကိုစနောက်ပြီးဆွဲလူလိုက်တာကြောင့်သူမရဲ့ဘောပင်လေးကျန်းပြင်ပေါ်ပြုတ်ကျသွားခဲ့တယ်။မီဆူကိုဘောပင်ကောက်ဖို့အောက်ကိုငုံလိုက်တဲ့အချိန်မှာပဲအလွန်ထိတ်လန့်စရာကောင်းတဲ့ဖြစ်ရဆိုးကြီးစတင်ပါတော့တယ်။ဆိုင်းမစင်ဘုံမစင်ပဲဝက်ခနဲတိုးဝင်လာတဲ့အင်အားကြီးမားတဲ့အရာတစ်ခုကဘတ်စကား2စီးနဲ့တကွာကားပေါ်ပါလာတဲ့ကျောင်းသူလေးတွေအားလုံးကိုအလဲကနေတဝက်စီပိုင်းဖြတ်ပစ်လိုက်ပါတယ်။စက္ကန့်ပိုင်းအတွင်းမှာတင်ကောင်မလေးတွေအားလုံးခန္ဓာကိုယ်2ပိုင်းပြတ်ပြီးသွေးပြက်စရာတေဆုံးသွားခဲ့ကြတယ်။မီဆူကိုဘောပင်ကောက်ပြီးပြန်ထလိုက်ချိန်မှာတော့မျက်စိရှိမှမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်တွေးပြတ်သွားခဲ့ပါတယ်။ဘောပင်ကောက်ဖို့ငုံလိုက်လို့သာသူမကန်ကောင်းပြီးအသက်ရှင်ကျန်ရစ်ခဲ့တာပါထိတ်လန့်တုန်လှုပ်မှုနဲ့အတူမီဆူကိုကားပေါ်ကနေအမြန်ဆင်းပြီးတဲကြီးမဲကြီးထွက်ပြေးပါတော့တယ်။အမှန်တော့အရာအလုံးကိုခုတ်ထိုင်းပိုင်းဖြတ်နေတာဟာမြင်ရတဲ့အရာတစ်ခုမဟုတ်ပဲလေပြင်းပဲဖြစ်နေခဲ့တာပါ။အဲ့ဒီလေပြင်းကမီဆူကိုနောက်ကိုလိုက်လံတိုက်ခိုက်တဲ့အတွက်သူမလည်းကူညီပါအောင်လို့အော်ဟစ်ရင်းအစွမ်းကုန်ထွက်ပြေးခဲ့ရတဲ့ပြေးနေရင်းရှေ့မှာအခြားကျောင်းသူ4ယောက်ကိုမြင်တာနဲ့မီဆူကိုကဝစ်နေကြလို့လှမ်းအော်တတိပေးပေမဲ့နောက်ကျသွားခဲ့ပါပြီလေပြင်းကသူတို့ကိုလည်း2ပိုင်းဖြတ်ပစ်လိုက်ပါတယ်ဒါပေမဲ့မီဆူကိုကအဲ့ဒီထဲကကောင်မလေးတစ်ယောက်ကိုတော့ကဲထုတ်နိုင်ခဲ့တယ်ခလုတ်တိုက်မတက်ပြေးရင်နဲ့အနားမှာစပိန်စီးနေတဲ့အခြားကျောင်းသူတွေကိုတွေ့တာနဲ့တတိပေးဖို့ကြိုးစားခဲ့ကြပေမဲ့လေပြင်းကသူတို့ကိုလည်းတနာညာတာမှုမရှိဘဲခုတ်ပိုင်းပစ်လိုက်ပြန်ပါတယ်ဝမ်းနည်းစရာကောင်းတာကမီဆူကိုခုနကမှကဲထားခဲ့တဲ့ကောကောင်မလေးပါအဲ့ဒီထဲမှာတေဆုံးသွားခဲ့တာပါမီဆူကိုလည်းကြောက်ရွံ့မှုလွန်ခဲ့ပြီးဘာလို့ရမှန်းမသိပဲဥတီယာမဲ့ဆက်ပြေးခဲ့ရပါတယ်မြစ်ချောင်းတစ်ခုနားရောက်သွားချိန်မှာတော့အေးဆက်တိတ်ဆိတ်နေတဲ့မြစ်ထဲမှာရေကူးနေတာမဟုတ်ပဲတေဆုံးနေတဲ့ကျောင်းသူအလောင်းပေါင်းမြောက်များစွာနဲ့ပြည့်နှက်နေတာကိုတွေ့လိုက်ရပါတယ်မမြင်နိုင်တဲ့အဖြက်ဆွမ်းအားရှင်လေပြင်းကသူတို့ကိုလည်းတက်ဖြတ်ခဲ့ပြီးပြီဆိုတာထင်ရှားလာပါတယ်စိတ်တက်ကြအားငယ်စွာနဲ့ပဲမီဆူကိုဟာအလောင်းတစ်လောင်းစီကအဝတ်စားတွေကိုချွတ်ယူပြီးလဲဝတ်လိုက်ပါတယ်ဒုတိယကဘာစာတင်ကျောင်းနဲ့မထင်မှတ်ထားသောဖြစ်ရများထို့နောက်ဆက်လျှောက်လာရင်စာတင်ကျောင်းတစ်ကျောင်းစီရောက်ရှိသွားခဲ့ပါတယ်အဲ့ဒီကျောင်းမှာကျောင်းသူလေးတွေပျော်ပျော်ပါပါလှုပ်ရှားသွားလာနေကြတာကိုတွေ့ရတယ်မီဆူကိုဖြစ်ပျက်သမျှကိုစဉ်းစားမရဖြစ်နေတော့မှကောင်မလေးတစ်ယောက်ရောက်လာပြီးနင်းအစဉ်ပြေရဲ့လားလို့လှမ်းမေးပါတယ်အဲ့ဒီကောင်မလေးကမီဆူကိုရဲ့အချစ်ဆုံးတငယ်ချင်းအာကီအခေပါပဲဒါပေမဲ့မီဆူကိုကတော့ရှော့ရထားတော့မူနင်ကတကယ်ပဲငါရဲ့အချစ်ဆုံးတငယ်ချင်းလားဆိုပြီးပြန်မေးမိပါတယ်။သူမဘာတွေဖြစ်နေမှန်းလုံးဝနားမလည်နိုင်တော့ပဲစိတ်တန်ရအပြင်းထန်ရနေခဲ့တာပါ။တကယ်တော့မီဆူကိုနဲ့အာကီတို့ဟာတန်ရောစဉ်အင်မတန်ကြီးမားပြီးတယောက်နဲ့တယောက်တေးတူရှင်တူချစ်ကြတဲ့တငယ်ချင်းတွေဖြစ်ပါတယ်။အဲ့ဒီချိန်မှာပဲလေပြင်းတစ်ချက်အပြင်းထန်တိုက်ခတ်သွားတာကြောင့်မီဆူကိုထိတ်လန့်သွားပြီးအာကီကိုပြစ်ထားခဲ့ကကျောင်းဆောင်တဲကိုထွက်ပြေးပုံအောက်ခဲ့တဲ့အာကီလည်းနားမလည်နိုင်ပဲအနောက်ကလိုက်လာပြီးနင်ဘာလို့ဒီလောက်တုန်လှုပ်နေတာလဲ